Hello အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ COVID S ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်သင်ပေးသွားမယ့်အကြောင်းကတော့ကျွန်တော်တို့ဒီlesson 1မှာเนาะ Visual Studio Code installation ဘယ်လိုလုပ်ရမလဲနဲ့သူရဲ့ required extension တွေကိုဘယ်လိုမျိုး install လုပ်ရမလဲဆိုတော့ကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ဒီအရင်ဆုံးဒီ Visual Studio Code ကို installation လုပ်ရင်သူ့အကြောင်းလေးကိုနည်းနည်းလေးပြောပြပါမယ်ကျွန်တော် introduction အနေနဲ့ကတော့ဒီကျွန်တော် Visual Studio Code ဆိုတာကသူက free ဖြစ်တယ် lightweight ဖြစ်တဲ့powerful code editor 2ဖြစ်တယ်သူကိုကျွန်တော် Microsoft ကနေပြီးတော့တီထွင်ထားတယ်သူကဒီနောက်ပိုင်းမှာဆိုလို့ရှိရင် developer တော်တော်များများဒီ VS Code ကိုပို့ပြီးတော့အသုံးပြုလာများလာတယ်။ဘာကြောင့်လဲဆိုတော့ဒီမှာဆိုလို့ရှိရင်ဒီvarious kind of code တွေကိုပေါ့နော် write လုပ်နိုင်တယ် management လုပ်နိုင်တယ် and also သူ့မှာကျွန်တော် git တို့ဘာလို့ ਨੇ အတူတူတွဲသုံးလို့ရတဲ့အရာတွေပါတယ်။သူ့မှာဆိုလဲ integrate like terminal တွေပါတွေ data ပြီးရပေါ့နော်ကျွန်တော် code တွေပါ run ပေးဖို့အတွက်အခုကျွန်တော်အရင်ဆုံးကျွန်တော်ဒီ Visual Studio Code ကိုဘယ်မှာ install လုပ်ရမလဲဆိုတော့ကျွန်တော်ပြပေးပါမယ်ကျွန်တော်အရင်ဆုံး Safari ကိုတွားပြီးတော့ကျွန်တော်ဒီ Safari မှာဒီလိုမျိုးပေါ့နော် VS Code download ဆိုပြီးကျွန်တော် enter ခေါက်လိုက်ပါခေါက်လိုက်တာနဲ့ကျွန်တော်ဒီပထမဆုံးတွေ့ရ link ဒီ link လေးပေါ့နော်အဲ့ link လေးကိုနှိပ်ပြီးတော့ကျွန်တော်ဒီ Visual Studio Code ကိုစပြီး download ရပါပြီဒီမှာဆိုလို့ရှိရင်ကျွန်တော် Windows user တွေအတွက်ဆိုလို့ရှိရင်ဒီ Windows ဆိုရဲ icon ကဒီကောင် download လုပ်ဒီလိုကျွန်တော်တို့က Mac user ဆိုလို့ရှိရင်ဒီ Mac နဲ့သက်ဆိုင်တဲ့ဟာကိုလုပ်ပါတော့ကျွန်တော်တို့ဒီ Linux သမားတွေ Ubuntu သမားတွေကတော့ဒီအလေကဟာကိုdownload ချဖို့လိုတယ်နော်ကျွန်တော်တို့ဒီ download လုပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ application ကိုကျွန်တော်တို့ဒီထဲမှာပေါ့နော်တွေ့မြင်ရမယ်မဟုတ်လို့ရှိရင်ကျွန်တော်တို့ဒီသူ့ရဲ့သက်ဆိုင်တဲ့ location မှာတွေ့မြင်ရမယ်เนาะကျွန်တော်အဲ့တော့ဒီ Visual Studio Code ကျွန်တော် launch လုပ်လိုက်ပြီဟုတ်ပြီအရင်ဆုံးကျွန်တော်ဒီအပြင်မှာ test folder တစ်ချက်စောက်ပေးလိုက်မယ်ဒီမှာကျွန်တော် get folder name ကို ESD testing ဆိုပြီးနာမည်ပေးလိုက်တယ်အဲ့တော့ကျွန်တော်ဒီ Sonarwa Visual Studio Code အဲ့ကောင်ပြန်ဖွင့်ပြီးတော့ဒီမှာကျွန်တော် file ရဲ့ဒီ open folder file ကို click နှိပ်တယ်ပြီးတော့ open folder ဆိုမှာ open folder ကိုကျွန်တော်တို့ click နှိပ်လိုက်တယ်ပေါ့နော် click နှိပ်လိုက်ချိန်မှာကျွန်တော်ကဒီ desktop ရဲ့ဒီမှာ file folder ဖွဲ့ထားဆိုတော့ဒီကောင်လေးပေါ့နော်ဒီ testing ဆိုတဲ့ဟာလေးကိုကျွန်တော် click လုပ်ပြီးလိုက်တယ် click လုပ်ပြီးတော့ကျွန်တော်တို့ဒီဟာကိုသူပထမဆုံးချိန်ဆိုလို့ရှိရင်ဒီ folder ကိုကျွန်တော်တို့ကဒီယုံလားပေါ့နော်yes I trust the author ဆိုပြီးတော့နှိပ်ပေးရမယ် okay ကျွန်တော်ဒုတိယအပိုင်းအနေနဲ့ကကျွန်တော်ပြပြပေးခြင်းတဲ့အကြောင်းအရာဒီပေါ့ဒီ extension တွေနဲ့ပတ်သက်ပြီးပေါ့နော် extension တွေနဲ့ဒီပတ်သက်ပြီးဆိုလို့ရှိရင်ကျွန်တော်ဒီမှာ like server တွေရှိမယ်ကျွန်တော် open in browser ပြီးရင် prettier code formatter ESLint เนาะ pad intelligence auto rename tag auto close tag အဲ့ဒါတွေကျွန်တော် download ချတာပေးဖို့လိုအပ်တယ်ပေါ့ပြီးတော့ရှင်နောက်တစ်ခုကကြတော့ဒီမှာဒီ HTML CSS book တွေ CSS page တွေအဲ့ဒါတွေကျွန်တော် install လုပ်ဖို့လိုအပ်မယ် okay အခုဒီဟာကိုဘယ်လို install လုပ်ရမလဲဆိုတော့ကျွန်တော်ပြပေးမယ်ကျွန်တော်ရုံဆုံးဒီ Visual Studio Code ဖွင့်လိုက်မယ်ဖွင့်ပြီးတော့ကျွန်တော်ဒီမှာဒီဟာပေါ့ဒီ icon လေးကိုကျွန်တော်နှိပ်မယ်ဒီကနေပြီးကျွန်တော်တို့လိုချင်တဲ့ file extension တွေကိုစရှာလို့ရပြီပေါ့ကျွန်တော်အရင်ဆုံးရေးကြည့်ရ HTML နဲ့ like CSS spoke ပေါ့နော်ဒီ spoke ဆိုတဲ့ဟာကို installation လုပ်ပြရမယ်ကျွန်တော်ဒီမှာကinstall လုပ်ပြီးသားမဟုတ်လို့เนาะအခုuninstall လုပ်ပြီးတော့ install ပြန်လုပ်ပြပေးမယ်ဒီက install လုပ်လိုက်ဒါဆိုကျွန်တော်တို့ setting မှာဒီဟာရှိနေပြီပေါ့နော် okay ကျွန်တော်နောက်တစ်ခုအနေနဲ့ကကျွန်တော်စောနာပြောတဲ့အတိုင်းဒီမှာဆိုလို့ရှိရင်ကျွန်တော် screen တစ်ခုခွဲပေးလိုက်မယ်เนาะတေချာမြင်အောင်version ကျွန်တော်နောက်တစ်ခုကဒီပေါ့ index.html ဒီကို run mode အတွက်ဆိုလို့ရှိရင်ကျွန်တော် live server လိုအပ်တယ်အဲ့တော့ live ဆိုပြီးရလိုက်ဒီမှာတစ်ခေါက်တည်းဒီ live server တွေ့မယ်အမောင်သူ့ကောင်လည်း installation လုပ်ပြရမယ်ဒီမှာကျွန်တော် installation လုပ်ပြီးသားမို့လို့ installation မလုပ်ရသေးရလို့ဆိုလို့ရှိရင်ဒီလိုမျိုးလေးပေါ်နေလိုက်မယ်အဲ့တော့ install လုပ်ပြပါ okay ပြီးတော့နောက်တစ်ခုအနေနဲ့ကကျွန်တော်ဒီ open in default browser open in browser okay ဒီကောင်လေးကိုလည်း installation လုပ်ပြရမယ်ဒီကောင်လေးကကျတော့သူကအဲ့ဒီ file ကိုပဲဆောနာအဲ့ HTML file ကိုပဲ run ပေးတဲ့နေရာမှာအကူအညီပေးရဖို့ပုံမြန်သွားတာဖြစ်သွားတာဥပမာဆိုလို့ရှိရင်ကျွန်တော် new file ဆောက်မယ်index.html
HTML enter ခေါက်ကျွန်တော်ဒီမှာရေးမယ်ဟိုပါပေါ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ HTML ကိုဘယ်လိုလုပ်အောင်လဲဆိုတော့ကျွန်တော်နောက်ပိုင်းမှာသိတာပြောပြမယ်အခုတော့ဒီမှာက environment ဆောက်ပြရတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီမှာအမြဲဒီ shift နဲ့1နဲ့ကိုတွဲပြီးတော့ဖိထားပေးလိုက်ပြီးလို့ရှိရင်အဲ့လို exclamation ရလာပြီဆိုလို့ရှိရင်ကျွန်တော် enter ခေါက်လိုက်အဲ့ကြရင်ကျွန်တော်ဒီမှာ HTML format တစ်ခုရလာပြီပေါ့နော်ကျွန်တော်ဘာကိုပဲရေးရေးအမြဲတမ်းဒီ body ရဲ့တက်ကြထဲမှာအမြဲရေးရမှာကျွန်တော်ရင်လို့ဒီမှာ h1 enter ကျွန်တော်ဒီမှာ hello hello sorry hello WORLD war WORLD okay hello war ဆိုပြီးကျွန်တော်ရေးလိုက်ပြီဒါတော့ကျွန်တော်တို့control s နဲ့ save ပေးရမယ်နော်ကျွန်တော် control s sorry control command s okay command s save ပါရင်ကျွန်တော်ဒီမှာ right click ထောက်ပြီးသွားလို့ရှိရင်ကျွန်တော်ဒီမှာ open in default browser နဲ့ open with live server ရှိရဆောနာအဲ့ဒါကျွန်တော်ဆောနာတွင်းလိုက်တဲ့ live server အဲ့ခဲအောင်လေးတစ်ခုရယ်ဒီ open in browser default browser ဆိုတဲ့ဟာလေးရယ်အဲ့နှစ်ခုကအသုံးဝင်သွားပါเนาะကျွန်တော်ဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်ရေးလိုက်တဲ့အချိန်မှာဒီ tab လေးကိုချိန်လိုက်တာပဲဖြစ်ဖြစ်အနောက်ကဟာလေးကလိုက်ပြီးတော့ချိန်သွားအကောင်ကြာကျွန်တော်တို့ဒီကနေပြီးတော့ဒီ extension နေရာပြန်သွားတယ်အဲ့ဒါပေါ့သုံးရလဲဆိုတော့ကျွန်တော်ဒီမှာပေါ့auto rename tag ဒီကောင်နေ installation လုပ် auto rename tag နဲ့အဲ့ကောင် installation လုပ်ပြရမယ်ပြီးလို့ရှိရင် auto close tag စီရလို့ auto close tag auto close tag ဒီနှစ်ခုကိုကျွန်တော် installation လုပ်ပြရမယ်နောက်ဒီ ESLint ကကြာကျွန်တော်နောက်ပိုင်း JavaScript တွေရောက်တော့မှလိုတာပေါ့နော်အခုကတော့လောဆယ်တော့မလိုဘူးဒါပေမဲ့ installation လုပ်ချင်လို့ရှိရင်လည်းကြိုးလုပ်ထားလို့ရပါတယ်ဒီကောင်ကအဲ့ဒါဒီကောင် ESLint ဆိုတဲ့ဟာလေးပြီးရင်နောက်တစ်ခုကဒီ prettier TTI TTI ရဲ့ prettier code format ဒါအဲ့ဒါကျွန်တော်ဒီ coding တွေကိုဒီ structure မကြပဲရေးရဲ့အချိန်မှာespecially ဒီလိုမျိုးလုပ်လိုက်okay no အဲ့ဒါကျွန်တော်ဒီ right click ထောက်တယ်ကျွန်တော်ဒီမှာ format document with the prettier ဆိုသူ auto ပြန်ပြီးတော့ format ပြန်ချပေးပါကျွန်တော် code တွေကိုပြန်ညီအောင်လို့ချပေးပါတယ်ကျွန်တော်ဒီကောင်က HTML CSS ပို့တာကတော့ spoke ကတော့တွင်းသွားပြီပေါ့နော်ဆိုတော့ကျွန်တော်ပြတယ်တွင်းချင်လို့ရှိရင်ဒီနေရာနေပဲသွားပြီးတော့ဒီနေရာသွားမယ်ဒီကနေပြီးကိုလိုချင်တဲ့ extension တွေရှာလို့ရတယ်ကျွန်တော်တို့ဒီထက်ပိုပြီး extension တွေတီးကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟိုက YouTube ကနေပြီးတော့ကြည့်ပြီးတော့ဒီဟိုကဒီ Visual Studio Code မှာ web developer တွေအတွက်လိုအပ်တဲ့အဲ့လိုမျိုးဒီလို extension တွေပေါ့နော်ပို့ပြီးတော့ပို့ပြီးများများသုံးကျင်လို့ရှိရင်ပေါ့ကျွန်တော်ကတော့ဒီလောက်ပဲပေါ့နော်အော်ဒီအပြင်မှာကျွန်တော်ဒီ logo လေးကပြောင်းနေရဆိုတော့အဲ့ဒါကကျွန်တော်ဗာသွင်းတာလဲဆိုတော့ဒီVS Code ရဲ့ icon ဆိုတာလေးကျွန်တော်သွင်းတာပေါ့ VS Code icon အဲ့လေးကို installation လုပ်လိုက်ကျွန်တော်ဒီမှာပြန်လုပ်ပြပေးမယ် installation လုပ်လိုက် installation လုပ်လို့ဆိုရင်ကျွန်တော်ဒီပေါ်မှာပေါ်လာတယ် VS Code icon လားအဲ့ကိုရွေးမှာလားဆိုကျွန်တော်အဲ့ကိုနှိပ်ပေးလိုက်တဲ့အချိန်မှာဒီလိုမျိုး icon လေးထွက်လာအောင်ကျွန်တော်နောက်ပိုင်းဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီtheme တွေပါတွေတွားလုပ်တဲ့ဟာတွေရှိတယ်ကျွန်တော်တွင်းထားတဲ့ဟာဆိုလို့ရှိရင်ဒီ one tag things ပေါ့နော်အဲ့ကောင်like attend one tag things so ဒါကိုလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟာ installation လုပ်ပြီးလို့ရှိရင်ဒီထဲကိုသွားမယ်ကျွန်တော်ဒီမှာ theme ဆိုတဲ့နေရာမှာပဲဒီ color things ဆိုလိုက်ရွေးလို့ရတယ်ဒါသူ့ရဲ့အရာပေါ့ဒီ thanks ဒီမှာ color things မှာနောက်ထပ်ဒီရောင်နေကျွန်တော်ကြိုက်တဲ့ color တွေကျွန်တော်ဘယ် color နဲ့ပို့ပြီးတော့ဟိုဖြစ်လဲပေါ့နော်အဲ့ပေါ်မူတည်ပြီးတော့ကျွန်တော်တို့တွားချိန်လို့ရတယ်အဲကျွန်တော်ဆွမ်းနာပေးအောင်လုပ်ဒီရောင်လေးဖြစ်မယ်တဲ့ okay အဲ့တော့ဒီရောင်လေးပဲထားလိုက်တော့မယ်ကျွန်တော်okay အဲ့တော့ဒီဟာကိုကျွန်တော် run ပြမယ်ဒီဟာကို run ပြအချိန်မှာကျွန်တော် default browser နဲ့ရင် run ပြမယ် default browser နဲ့ရင်မှာကျွန်တော်အောက်လောဆယ်ဒါ Safari ပဲเนาะ Safari နဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အားနေချက်ကဒီလို right click inspect ထောက်လို့မရဘူးဒါပေမဲ့ကျွန်တော်တို့ကဒီကောင်ကိုဟိုနဲ့ဒီopen in other browser အမှကျွန်တော်တို့ဒီဒါပေမဲ့ဟိုလေးကျွန်တော်တို့ဒီ Windows သမားရတာ Google Chrome တန်းပြီးတော့သွားမယ်တဲ့အဲ Google Chrome နဲ့ဆိုလို့ရှိရင်ပိုကောင်းတယ်ဒီကောင်ကဘာလို့လဲဆိုတော့ right click inspect ထောက်ကြည့်လို့ရတယ် inspect ထောက်ပြီးတော့ကျွန်တော်ဒီမှာလိုအပ်တဲ့နောက်ပိုင်းကျကျွန်တော်ကဘယ်နေရာမှာဘယ်စာတမ်းရှိလဲဆိုတာကဒီကနေပဲပြင်ဖို့အဲ့လို
များလာပေါ့အဲ့ကြလို့ရှိရင်ဘယ်လိုလုပ်မလဲဆိုတာရှိရပေါ့ဒီမှာဆိုလို့ရှိရင်ဘာပြောင်းလို့ရလဲဆိုရင်ဒီမှာကျွန်တော်ပြောင်းရမယ်ဒါကို h1 အနေနဲ့ထားလိုက်မယ်အဲ့ဒါခေါ်လိုက်မယ်စာလုံးလေးကပိုကြီးလာတယ်ဒီကောင် ptet ဆိုတာ paragraph ပြောင်းလိုက်တော့ဒါအဲ့လိုပြောင်းသွားရပေါ့နော်အဲ့တစ်ခုရှိမယ်ကျွန်တော်နောက်တစ်ခုကကြာတော့ကျွန်တော်ဒီမှာvirtual story ကိုကျွန်တော်ပြန်သွားမယ်သွားပြီးတော့ဒီကောင်ကိုဒီlive server နဲ့ run တာပေါ့ live server နဲ့ run တာဘယ်လိုကွာသွားလဲဆိုလို့ရှိရင်ဒီမှာဆို live server နဲ့ run နေပြီသူကဒီဟိုနဲ့သူ့ရဲ့ local host နဲ့တွားတယ် local host ဒီ9500ပဲ point မှာပေါ့အဲ့လိုတွားတယ်အဲ့ချိန်မှာကျွန်တော်တို့ကဒီမှာh2 ရေးလိုက်မယ် hello ရေးလိုက်မယ်မြင်ကျွန်တော် control s နဲ့တွား save ပြီးတော့ဒီမှာဆိုလို့ရှိရင်တွား hello ဆိုပြီးတန်းပေါ်နေဒါပေမဲ့ကျွန်တော်ဒီဘက်မှာပေါ့နော်ဒီဘက်မှာတွားကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီကောင်ကိုဒါဆိုမပြောင်းဒါကျွန်တော် default browser နဲ့ run ထားတာဆိုဒီလိုမျိုးဖြစ်နေမှာအဲ့တော့ကျွန်တော်ပေါ်စေချင်လို့ရှိရင်ကျွန်တော် reload အမြဲတမ်းလုပ်ပြရမှာအဲ့ကြမှာပြောင်းမှာအဲ့လိုလေးတော့ရှိပါတယ်အဲ့တော့ကျွန်တော်တို့သင်ခန်းစာလေးကတော့ဒီနေ့တော့ဒီလောက်ထိပဲပေါ့နော်ဟုတ်ကဲ့ပါ